ပညာအကြောင်းပြောမယ်ဆေးပညာအကြောင်းပြောမယ်ဆိုလို့ရှိရင်ဗမာစကားထဲမှာဘာသာပါအလွယ်တကူဆွဲသုံးလို့ရတယ်ဝေါ်ဟာရသိမ့်မရှိသေးဘူးပေါ့ X-ray ဆိုတဲ့နည်းပညာပေါ်လာတဲ့အခါကျတော့တမှန်ရိုက်တယ်ဆိုတဲ့စကားလုံးကိုထွင်လိုက်တယ်အခုဟိုမှာခလေးရှိပြီဆိုလို့ရှိရင်ခလေးရှိလားမရှိလားခလေးချမ်းမလားဆိုတော့ ultra sound ရိုက်ပြီးတော့စစ်ဆေးတယ်ပေါ့ဒီလိုနည်းပညာမျိုးကျတော့ပမာဝေါ်ဟာရမရှိဘူးเนาะကွန်ပျူတာဆိုလို့ရှိရင်လည်းတကယ်တော့ကွန်ပျူတာဆိုတဲ့အသုံးနှုန်းကအခုတွင်းနေပြီလူတိုင်းနားလဲတယ်ပေါ့เนาะcompute ဆိုလို့ရှိရင်ဒီကတော့တွက်ချက်တယ်ဆိုတော့ဟာလာတာပေါ့ဒီတော့ computer ကိုကျွန်တော်ဟိုနေတွက်ချက်ဆက်မင်းရဲ့တွက်ချက်ဆက်ကဘယ်လိုလှုပ်ရှားမှုစနစ်ကိုသုံးလဲလို့ပြောမယ်ဆိုလို့ရှိရင်ဘယ်သူမှနားလည်မှာမဟုတ်ဘူးဒီတော့ဒီအခက်အခဲတွေကရှေ့ကြရင်ဘယ်လိုရင်ဆိုင်ရမလဲတော့မသိဘူးပေါ့ဒါပေမဲ့ကျွန်တော်သတိထားမိတာတော့နည်းပညာနဲ့ပတ်သက်တဲ့စကားလုံးဆိုလို့ရှိရင်ငှားပြီးတော့သုံးတဲ့အင်္ဂလိပ်စကားလုံးကိုပဲငှားပြီးတော့တွင်ကျယ်နေတဲ့အင်္ဂလိပ်စကားလုံးတွေကိုငှားပြီးတော့သုံးတာပို့ပြီးတော့လွယ်တယ်ပို့ပြီးတော့ခရီးရောက်တယ်လို့ကျွန်တော်ထင်တယ်။ဒီမေဒါပါဟဲ့လေ ဒါလေးက chicken coconut curry ပါ ချက်တာနော် Thank you ကဘာတဝမ်းလုံးမှာနီးပညာနဲ့ပတ်သက်ရင်အင်္ဂလိပ်စကားကပထမဆုံးတီထွင်တဲ့နေရာတွေမှာအနောက်တိုင်းနိုင်ငံတွေကတီထွင်လိုက်တဲ့အခါကျတော့ဟိုနဲ့ဒီနီးပညာနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေအင်္ဂလိပ်စကားဖြစ်ဖို့များတယ်ပေါ့နော်ဒီတော့ဥမာဂျပန်ဆိုလို့ရှိရင်လည်းဒီလိုပဲပေါ့ mirrorless camera တို့ shutter တို့ focal length မရှိမှန်မဲ့ကင်မရာပေါ့ဗျာမှန်မဲ့ဓာတ်ပုံရိုက်ဆက်ပေါ့ဟုတ်ကဲ့เนาะအဲ့လို focal length တို့ shutter speed တို့ISO တို့ဒီအကြောင်းတွေကိုပြောမှဆိုလို့ရှိရင်ပမာစကားနဲ့ပြောဖို့တော်တော်လေးခက်တယ်။ဘာလို့ဆိုဒါတွေကိုတိတိကျကျပေါ်ပြဖို့အတွက်စကားလုံးတွေကမရှိဘူး။ဂျပန်မှာရှိလား။မရှိဘူး။သူတို့လည်းအင်္ဂလိပ်ပဲသုံးလား။ဟိုအင်္ဂလိပ်စကားလုံးကိုဂျပန်အသံတွက်နဲ့ပြန်ပြီးတော့ရေးတယ်ပေါ့နော်။ shutter speed ဆိုလို့ရှိရင် shutter speed ငါနီးပညာအကြောင်းပြောမှဆိုလို့ရှိရင်အင်္ဂလိပ်ဘာသာစကားတွေကတွင်ကျဲသုံးနေတဲ့စကားလုံးတွေကိုငှားပြီးတော့သုံးတာပို့ပြီးတော့များတယ်ပေါ့နော်ကို့ဘာသာစကားအနေနဲ့ဒီစကားလုံးကိုထပ်ထွင်ဖို့ဆိုတော့တော်တော်လေးခက်တယ်ပေါ့ထွင်လဲဟိုနဲ့လူတွေကလက်မခံလို့ရှိရင်မသုံးရဘူးAI ရော AI ကိုကျွန်တော်မိတ်ဆွေသတင်းချင်ညာတဲ့လူတော်တော်များများတော့မဟုတ်ဘူးတချို့ပေါ့တချို့ကဉာဏ်ရည်တုလို့ပြောကြတယ်တကယ်တော့ဟိုအငင်းပွားစရာတော့ရှိတာပေါ့တကယ်တော့ तू ကအတုမဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင် artificial intelligence ဆိုတာလူကဖန်တီးလိုက်တဲ့ဉာဏ်စွမ်းအားပေါ့လူထွင်ဉာဏ်စွမ်းအားလို့ပြောလို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်လည်းရတယ်ဒါပေမဲ့လူတွေဘယ်လောက်ထိအတိုင်းအတာထိလက်ခံမလဲတွင်ကျဲသုံးမလဲဆိုတဲ့ပုံမှာမူတည်တာပေါ့